회사 없잖아. Valorant ပိုင်မှာကြာကြထွက်ရှိလာတော့မှာကိုတည်ပြီးပြီလားဟုတ်ပါတယ် Valorant ဆိုတာကတော့ Riot Games Company ကနေထုတ်လုပ်ထားတဲ့ shooting game မျိုးစားတစ်ခုဖြစ်ပြီးတော့လက်တလုံးမှာတော့ PC မှာသာစော်စားနိုင်သေးတာပဲဖြစ်ပါတယ်ဒါပေမဲ့လည်း Riot Games Executive Producer Anna Dolon က Valorant Game ကို mobile ပေါ်မှာစော်စားနိုင်ဖို့အတွက်ဆက်လက်ဖက်တီးနေကြပဲဖြစ်ပါတယ်ဗျဘယ်ချိန်မှထွက်ရှိလာမှာလဲ Riot Games ဘက်က Valorant မှာထွက်ရှိမဲ့ရက်ကိုအတည်ပြုလိုက်ခြင်းမရှိသေးပေမဲ့လည်း2025ခုနှစ်ထဲမှာပဲ game ကိုထွက်ရှိလာဖို့အတွက် rumor တွေရရှိတာပဲဖြစ်ပါတယ်ဗျ China မှာတော့ Valorant Mobile ကို2024ခုနှစ်စက်တင်ဘာလအစပြီးတော့ close beta ဆက်သွင်းပွဲပြုလုပ်ခဲ့ပြီးတော့ China နိုင်ငံမှာလည်း beta ဆက်သွင်းပွဲပြုလုပ်မယ်လို့မျှော်လင့်ရပါတယ်ဗျ game မို့ Valorant မှာဆိုရင်တော့ game များအနေနဲ့ unrated competitive damage spiral နဲ့ custom မှုစတဲ့မျိုးတွေပါဝင်ပြီးတော့ agent နဲ့ map တွေမှာတော့ PC game agent တွေအကုန်နဲ့ကြောင့် map တွေမှာ access နဲ့ဘိုင်ကို mobile မှာလည်းထည့်သွင်းထားပါတယ်အသစ်ထပ်မံထည့်သွင်းထားတဲ့ feature တွေအနေနဲ့ကတော့ tin damage mode replay system event training mode စတဲ့ feature တွေပါလာမှာဖြစ်ပါတယ်ဗျ cross play နဲ့ cross progression mobile game နဲ့ PC game ကြာရှေ့ဆက်စော့စားနိုင်မယ် cross play နဲ့ cross progression တွေလည်းပါလာမှာဖြစ်ပြီးတော့ phone လိုအပ်ချက်အနေနဲ့ကတော့ Android မှာဆိုရင် Snapdragon 675 plus chipset 4GB RAM နဲ့ Android 7 နဲ့အထက်ဖုန်းတွေပဲဆုပ်လို့ရဖြစ်ပါတယ်ဗျ iOS မှာဆိုရင်လည်း A11 Bionic chip iPhone 8နဲ့အထက် iOS 11နဲ့အထက်ဖုန်းတွေမှာသာစော်စမ်းတာဖြစ်ပြီးတော့ free storage space အနေနဲ့ကတော့အနည်းဆုံး 4GB ရှိနေဖို့လိုအပ်ပါတယ်ဗျ pre-registration ဘယ်လိုတင်ရမလဲ pre-registration ကိုတော့တက်ဒါမှမဟုတ် Google Play Store နဲ့ Apple App Store တွေမှာလုပ်နိုင်မှာဖြစ်ပါတယ်။ဒါတော့ official ထွက်လာဖို့အတွက် Riot ဘက်ကအချိန်ယူနေပြီးတော့ game ကို smooth ဖြစ်နဲ့အကောင်းဆုံးဖြစ်အောင်ကစားနိုင်မှုအတွက်အကျိုးစားပြင်ဆင်ကြရဆိုတော့လေကဲဒီ game ထွက်လာတဲ့အခါမှာ brother တွေနဲ့ဘယ်လောက်လက်စွမ်းတွေပြနိုင်မလဲတန်ပွဲတွေမှာဘယ်လိုပုံစံတွေထွက်ပေါ်လာမလဲဆိုတာကတော့ကျွန်တော်တို့ e-sport knowledge နဲ့အတူရင်ခုန်စိတ်လှုပ်ရှားစွာနဲ့စောင့်ဆိုင်လိုက်ကြရအောင်လားဗျ။